ချက်ချင်းပဲကျွန်တော်ပထမမိခွန်းသွားချင်ပါတယ်ပေါ့နော်ကျွန်တော်ကဘာကျော် leadership ကိုလိုချစ်ဖြစ်တဲ့ John C Maxwell ကဘာပြောလဲဆိုတော့ leadership is influence ခေါင်းဆောင်မှုဆိုတာလွှမ်းမိုးခြင်းဖြစ်တယ်ဆိုတော့ဒီစောင့်မေးခြင်းနဲ့မိခွန်းကလွှမ်းမိုးနိုင်တဲ့ပုံကိုတယောက်ဖြစ်အောင်ဘာတွေလိုမလဲဘာတွေကကျွန်တော်တို့ကိုလွှမ်းမိုးနိုင်တဲ့လွှမ်းမိုးစေနိုင်တဲ့ခေါင်းဆောင်တွေဖြစ်စေမလဲပေါ့နော်ဆရာရဲ့အတွေ့အကြုံဆရာအထင်းမှာရှိတဲ့အရာတွေကျွန်တော်ကြားချင်ပါတယ်လို့နောက်ဒါနဲ့ဆက်ဆက်တဲ့အချို့တွေကခေါင်းဆောင်ဖြစ်ပေမဲ့ဘာဖြစ်လို့ဝိညာဉ်မှာဩဇာမညောင်းတယ်လဲဆိုတော့ဒီနှစ်ခုကြားမှာပေါ့နော်ဆရာတကယ်ဝိညာဉ်မှာ influence authority ရှိတဲ့ခေါင်းဆောင်ဖြစ်လာဘူးဆိုတော့ဒီပိုင်းကိုဆရာပြောပြဖို့မိတိုက်ခံပါတယ်လက်ခုပ်တီးပြီးတော့ကြိုဆိုရအောင်ဘာပြောရမှန်းတော့မသိပါဘူးအဲ့ဒါမျိုးဆိုပူကြောက်ရတယ်โอเคဘာဖြစ်လို့လဲဆိုတော့မိတဲ့မိခွန်းကြီးအရင်ကောင်းပါတယ်ဒါပေမဲ့ကောင်းလို့ဘာဖြစ်ရမှန်းမသိတာဆိုတော့လူတွေကခေါင်းဆောင်မှုဆိုတော့သူတပားကိုသူများကိုပေါ်မှာလွှမ်းမိုးနိုင်စွမ်းရှိဘူးလို့တယ်ဆိုတာဟုတ်ပါတယ်ဒါပေမဲ့ဘာလဲမသိတော့ဒါပေမဲ့ကျွန်တော်ရဲ့အသက်တာမှာဆိုရင်တော့သူများကိုလွှမ်းမိုးအောင်ငါဘယ်လိုနေမယ်ငါဘယ်လိုပြောမယ်ဆိုတဲ့စိတ်ကူးမျိုးလည်းမရှိဘူးအခုကျွန်တော်ကပဲခင်ဗျားတို့ကိုပြန်မေးချင်တယ်ဘာဖြစ်လို့အခုကျွန်တော်ရဲ့ခေါင်းဆောင်မှုဘောက်ကနေဖြစ်လာတဲ့အတန်းဖွဲ့ပေါ့လေနော်ခင်ဗျားတို့တွေအလုံးပါလာကြတယ်ဟုတ်တယ်နော်ဘာဖြစ်လို့ခင်ဗျားတို့ပါလာတယ်လဲကျွန်တော်လည်းမသိဘူးမဟုတ်ဘူးလားဆိုတော့တခြားမပြောနဲ့ဆရာကင်ပေါင်းနဲ့ဆရာပြင်းနဲ့မလုပ်ဒီမှာလာပါလာလဲကျွန်တော်ကခင်ဗျားတို့ကိုပဲပြန်မေးပါရစေကျွန်တော်ကခင်ဗျားတို့ကိုဘယ်လိုလွှမ်းမိုးတော့လဲအဲ့ဒီအဖြေကိုပြန်ကျွန်တော်လည်းဖြေနိုင်မယ်ထင်တယ်ကျွန်တော်တို့လည်းလမ်းမပြီးတော့ရောက်လာလားမသိဘူးဆိုလိုတာကဆရာတို့ကပြောရချင်တာရှိမယ်လေကျွန်တော်ပြောချင်တာကနောက်ဆုံးတော့ခုနပြောနေတဲ့အတိုင်းပဲကျေးဇူးတော်ပဲလို့ပြောရမှာပေါ့ကိုကသူများကိုလွှမ်းမိုးကြိုးစားနေတဲ့အတ္တတော့မဟုတ်ပါဘူးဒီလိုတာမန်ပြောနေတယ်ဆိုနေတယ်ကိုနေတဲ့အတိုင်းပဲနေတယ်ကိုပြောတဲ့အတိုင်းပဲပြောတယ်ကိုရဲ့ဒီလိုပဲပေါ့လေကိုအဖြစ်တိုင်းဖြစ်နေတဲ့ခါနေဖခင်ရဲ့ကျေးဇူးတော်ကြောင့်သူများကစိတ်ဝင်စားတာဖြစ်မယ်သူများကသဘောကျတာဖြစ်မယ်ဆိုတော့ဒါကြောင့်မို့ခုနပြောကြတဲ့အတိုင်းပဲကျွန်တော်တက်တာကိုပြန်ကျွန်တော်လွန်ခဲ့တဲ့39နှစ်တုန်းကဒီတင်းတော်ကိုစခါစားတော့ကတီလေးနဲ့စခဲ့စားတော့ကဒီလောက်ကြီးဖြစ်လာမယ်လို့လည်းမသိဘူးဒီလောက်ပဲအများကြီးဖြစ်ဖို့လဲရွယ်ပြီးမယ်ဒီလိုဖြစ်လာမယ်လို့ပြီးတော့နိုင်ငံတကာမှာတောင်ဖြစ်လာမယ်ဆိုလဲမကြံရွယ်နိုင်ပါဘူးဖြစ်လာရင်လည်းဖြစ်လာမယ်ဆိုတော့ယုံကြည်ခြင်းတော့ရှိပြီမယ်ဘယ်လိုလုပ်ရမယ်ဆိုတာမျိုးလည်းမသိပါဘူးလုပ်ရင်နဲ့ဖြစ်လာတာဆိုတော့ကျွန်တော်ပြောချင်တယ်လဲဆိုတော့ဆရာတို့မေးတဲ့အတွက်ကြောင့်မဖြေမနေရဆိုရင်တော့ဒီတိုင်းပဲဖြစ်လာတယ်လို့ပဲပြောချင်ပါတယ်ဆရာမကြားလေးပြောချင်တယ်လက်ခုပ်တီးကြိုဆိုရအောင်ဆရာကြီးကလွှမ်းမိုးမှုရှိတဲ့ခေါင်းဆောင်တယောက်ဆိုပြီးတော့ဒီမေးခွန်းလေးမေးတော့ဆရာကတော့အရန်ရုပ်သားလေအဲ့ဒီအရာကပဲလွှမ်းမိုးတာဖြစ်တယ်ပထမချက်ဒီအဲ့ဒါတော့ပထမချက်ဆရာကငါဆရာကြီးဆိုပြီးတော့ဟိတ်ကြီးဟန်ကြီးနေဘယ်တော့မှမနေခဲ့ပါဘူးပြီးရင်ကျမတို့ကိုဆိုရင်သူကဆရာကပဲမွေးထုတ်ထားတာပါတကယ်ဆိုကျမဆိုရင်တကယ်အရင်တုန်းဘာမှနားမလဲတဲ့လူငယ်ပေါက်စားဘဝမှာရောက်တာဒီနေ့ဒီအချိန်နဲ့ဒီရောက်တယ်ဆိုတာကဆရာတို့ဆရာမတို့ကပဲလက်တွဲခဲ့တယ်ပြုစုခဲ့တယ်ကျမကိုဆိုကျွန်တော်တပြေးလို့လဲသူပြောရင်ကိစ္စမရှိဘူးလေတခါမှမပြောဘူးပြီးတော့လူတွေရှေ့မှာကျမကိုဘသူ့ရှေ့မှာဖြစ်ဂျာလေးလို့ကြိုက်တယ်လို့ဆရာခေါ်လို့ရတယ်နော်ဒါပေမဲ့ဆရာကကျမကိုအမှုတော်ဆောင်တယောက်အနေနဲ့ဒီတင်းတော်မှာခန့်ပြီးတဲ့နောက်ပိုင်းလူတွေရှေ့မှာကျမကိုဘယ်တော့မှဂျာလေးမခေါ်သူကိုယ်တိုင်ခန့်အပ်ထားတဲ့သူကိုယ်တိုင်ပြုစုထားတဲ့သူကိုယ်တိုင်ဆွဲတင်ထားတဲ့သူတယောက်ကိုသူကိုယ်တိုင်အတိမအရင်ပြုပေးတယ်အဲ့ဒီနှလုံးသားရှိပါတယ်ပြီးလို့ရှိရင်ဆရာကဟန်ဆောင်ပန်းဆောင်မရှိဘူးဟိတ်ဟန်မရှိဘူးပြီးရင်ဝိညာဉ်ရခေါင်းဆောင်တော်တော်များများကျမတို့ကြောက်ရတယ်တုံးလို့ရတယ်ဒါပေမဲ့ကျမနှစ်ပေါင်းများစွာကျမတို့အတူတူရှိခဲ့တဲ့မှုတော်ဆောင်တွေရှိတယ်ဆရာနားမှာကျမတို့ကြောက်ပြီးနေတာမဟုတ်ဘူးချစ်ပြီးနေတာပြီးတော့ဆရာကိုကျမတို့တခုခုလှုပ်ပေးတာကျမတို့ခေါင်းဆောင်မို့လို့စူးစမ်းပြီးလှုပ်ပေးတာမဟုတ်ဘူးလှုပ်ပေးခြင်းနဲ့နှလုံးသားရှိတာအဲ့ဒါဘာကြောင့်လဲဆိုတော့ဆရာရဲ့မေတ္တာတရားကြောင့်ဖြစ်ပါတယ်ဆရာကကျမတို့ကိုအာနာနဲ့ဥမဆောင်ပါဘူးမေတ္တာနဲ့ဥဆောင်တာဖြစ်ပါတယ်ဖခင်ရဲ့ချစ်ခြင်းနဲ့ဥဆောင်တယ်ကျမတို့မှာခေါင်းပတ်ဝန်းကျင်မှာရှိတဲ့အမှုတော်ဆောင်တွေအမှားယွင်းမရှိဘူးလားရှိပါတယ်အများကြီးဒါပေမဲ့ဆရာအမြဲတမ်းပြစ်တင်နေတဲ့သူမဟုတ်ဘူးအညှို့ထားနေတဲ့သူမဟုတ်ဘဲနဲ့ခွင့်လွှတ်ခြင်းနဲ့ကျမတို့မှာတစုံတစ်ခုကောင်းသောຢာရှိမယ်တစုံတရားပေါ့နော်မတူညီတဲ့အားနည်းချက်တွေရှိပေမဲ့အာသာချက်တစုံတရားကိုကြည့်ပြီးတော့ဒီနေ့ဒီခေါ်ခဲ့တာဖြစ်တယ်ဒါကြောင့်ကျမတို့အသင်းတော်မှာဆိုရင်ကျမတို့လည်းလူတယောက်မေးဘာဖြစ်လို့ focus ပဲ assembly မှာဆရာမူတောင်းနဲ့နေပေါင်းများစွာလက်တွဲနိုင်ရတာလေလို့တစုံတယောက်တော့ဂိုင်းကနာတခြားကဆရာတယောက်မေးတဲ့မေးခွန်းမှာကျမဒီအရာကိုစဉ်းစားမိလို့ပေါ့နော်ဒီနေ့ဆရာကလည်းမသိဘူးလေလို့ဆရာရဲ့လွှမ်းမိုးခြင်းအကြောင်းကိုဆရာကပြောတာတဲ့ကျမတို့ဘေးကလူတွေပြောရင်ပို့ပြီးတော့ညင်မဲလို့မနေနိုင်လို့ကျမပြောမိတာပါဒါကြောင့်
ဆရာကကျမတို့ကိုဆရာနားမှာအခုရှိတဲ့အမှုတော်ဆောင်အများကြီးရှိတယ်ဘယ်သူတယောက်ကမှထွက်ချင်တယ်လို့မပြောကြဘူးဘူးမှစိတ်ဖိစီးတယ်ဆိုတာမရှိဘူးပေါ့နော်ကျမတို့ရဲ့လက်အောက်ငယ်သားမှာရှိတဲ့အမှုတော်ဆောင်တွေရဲ့ယူပါယုံတွေကိုလည်းလွတ်လပ်စွာလုတ်ပိုင်ခွင့်ပေးတာဖြစ်တယ်ငါဒီအသင်းတော်မှာနေလို့လုတ်တဲ့အတွက်ကြောင့်ငါပြောတဲ့အတိုင်းနေရမယ်ငါထားသလိုနေရမယ်နေလို့လုတ်ချင်တာတွေမလုတ်ရဘူးဆိုတာလည်းမရှိဘူးအားလုံးရဲ့ဖခင်ရဲ့ခေါ်ခြင်းနဲ့ယူပါယုံတွေကိုအကောင့်ထဲဖုံနိုင်ဖို့ရန်အတွက်အမြဲတမ်းတကားဖွင့်ပေးတဲ့ဆရာလည်းဖြစ်ပါတယ်လို့ဒါကြောင့်တခြားမိကွန်းတွေလည်းဆရာနဲ့ပြင်ဆင်ထားတယ်ဆိုတော့အများကြီးရှိတဲ့ထက်အဲ့လောက်အချက်ကလေးတွေကျွန်မပြောချင်ပါတယ်ကျေးဇူးတင်ပါတယ် Amen Amen အရန်တော်တယ်ဒါကြောင့်ဆရာမကြာလေးတော်တာဗောအမှန်ဆုံးပဲလေကျွန်တော်လည်းဘယ်သူကမှလွမ်းမောင်းလဲလောက်တာလည်းမရှိဘူးမလွမ်းမောင်းလောက်တာလည်းမဟုတ်အရှိတယ်မိကောင်းကအရန်ကောင်းပြီမဲ့ဖြေမဲ့လူကမဖြေနိုင်ရှာဘူး ဆိုတော့ကျွန်တော်လည်းထပ်ဖြစ်မယ်နော်ဆိုတော့ဆရာပေါ်မှာကျန်တဲ့အရာတွေအများရှိတဲ့အကချက်တွေများစွာထဲကနေပထမကတော့ဘာလဲဆိုတော့ဟိုပေါ်လို့ပြောနေတယ်နော်ဆရာအများရှိတော့လဲအဘဆိုတဲ့ဖခင်အများမရှိဘူးဆိုတဲ့အရာပေါ့နော်ဆိုတော့အားလုံးသောအရာချက်တကယ်ဟိုဆရာတပည့်ဆိုတာမျိုးလည်းမဟုတ်ဘဲနဲ့ဖခင်နှလုံးသားနဲ့နော်သူ့ရဲ့တကယ်ဒီဖျားပေးတဲ့နှလုံးသားကအရန်ကိုကြီးမားတယ်ကျယ်ပြန့်တယ်အားနဲ့ချက်ဒီများစွာကိုလက်ခံနိုင်တဲ့ထွေးပွေ့နိုင်တဲ့ခွင့်လွှတ်နိုင်တဲ့တီးခံနိုင်တဲ့နော်ဒီနှလုံးသားဖခင်နှလုံးသားဖျားရှင်ပေးထားတဲ့ဒီကျေးဇူးတော်ကဟိုတော်တော်လေးကို attraction ပေါ့နော်ဟိုတန်လိုက်ကြလို့ဆိုတော့အရန်ကိုစွဲဆောင်စေတယ်လို့မြင်တယ်နောက်ပြီးတဲ့ခါမှာကျွန်တော်ဘေးကနေကျွန်တော်တို့ဇာတ်နဲ့တူနေတဲ့ခါမှာဟိုနံပါတ်1ကတော့ big tick ချင်းလို့ပြောချင်ပါတယ်ဆိုတော့ဖျားပေါ်ဖျားကဆရာပေါ်မှာ big tick ထားတဲ့ဟိုတကယ်ဟိုတမန်တော်လည်းဟုတ်တယ်အဲ့ဒီထဲမှာမှတင်းနှုတ်ဆရာရဲ့နှလုံးသားတကယ်တူးထိန်နှလုံးသားရှိတဲ့အဲ့ဒီ big tick ကဟိုလူတိုင်းမှာမရှိနိုင်တဲ့ big tick ပေါ့နော်ဘုရားကတမှုထိုးချက်ဆိုပြုတ်တဲ့ခါမှာဘုရားရဲ့အတူရှိခြင်းဘုရားရဲ့ big tick ချင်းဟောပြောခြင်းဒီမှာလဲ simply ပဲအရန်ကိုယူရှင်းတယ်ပွင့်လင်းတယ်ဘာမှထင်ကွယ်ထားတာမရှိဘူးဆိုတော့ရှင်းလင်းတဲ့နှုတ်ကပတ်တော်ကိုတကယ်ယူတာနဲ့ဝိညာဉ်တော်ရဲ့ big dish အတက်တရားထဲမှာဟောတဲ့ခါမှာအဲ့ဒါကလည်းကျွန်တော်တို့နှလုံးသားကိုတော်လေးကိုမသိလိုက်တဲ့ချိန်မှာကောင်းကြီးဖြစ်စေတဲ့ခါမှာလေနော်ဆိုတော့ကျွန်တော်တို့ရဲ့ဝိညာဉ်မှာကိုယ့်ရဲ့ဖခင်အရင်ကဲတော့တတ်မှတ်ခြင်းနဲ့တကယ်ဆရာတယောက်ရဲ့အပေါ်မှာဆိုတာတဲ့ကိုယ့်ရဲ့ဖခင်တယောက်ပေါ်မှာရှိတဲ့ယူတည်ခြင်းမျိုးချစ်ခြင်းမျိုးဆိုတော့အဲ့ဒါဒီပေါင်းဆက်လာတဲ့ခါမှာပို့ပြီးတော့လွမ်းမိုးမှုကြီးလာတယ်လို့မြင်တယ်ပေါ့နော်ဆရာတို့တမင်တကာမဟုတ်ပြီမဲ့ဒါပေမဲ့ဒါဒီအားလုံးဆိုတော့ဒီခုနဆရာမချာလေးပြောတဲ့အမှုတော်ဆောင်အားလုံးဘယ်အရာကဆွဲဆောင်ကျွန်တော်ကိုယ်တိုင်လည်းပဲအားနဲ့ချက်ဒီမစုံလင်ခြင်းတွေရှိပြီမဲ့အဲ့ဒါဒီနားလည်ပြီးတော့တီးခံပြီးတော့ခွင့်လွတ်တဲ့ဆွဲခေါ်တယ်အဲ့ဒီမြစ်တာကပဲလာကနေတာများတာတွေထက်ပေါ့နော်အနားမှာရှိတာပြောတယ်နောက်ပြီးတဲ့ခါမှာဆရာရဲ့ယူပိုင်အောက်မှာတော့လှုပ်တဲ့ခါမှာရှင်းလင်းတဲ့ယူပိုင်ရှိတယ်ဒါပေမဲ့အဲ့ဒီအောက်မှာလှုပ်ဆောင်တဲ့ခါမှာလည်းလှုပ်တဲ့သူတွေအပေါ်မှာလည်းဖျားကထူယူပိုင်ဘယ်လိုပြည့်စုံစေမလဲဆိုတော့ထပ်ဆင့်ယူပိုင်ဒီရှိလာခဲ့တော့မှလူငယ်တွေလည်းလွတ်လပ်စွာလှုပ်ခွင့်ရှိတယ်မစ်ရှင်မှာတော့ကောအင်္ဂလိပ်ကနာဆိုဒီအမှုတော်နယ်ပယ်ထဲမှာအားလုံးကိုချုပ်ချယ်တာအမိန့်ပေးတာမဟုတ်ဘဲနဲ့ဘုရားပေးတဲ့ယူပိုင်အောက်မှာတပေါင်း20လွတ်လပ်စွာလှုပ်ခွင့်ပေးတဲ့ခါမှာဒါဒီအားလုံးကအမှုတော်ဆောင်တွေလည်းပြောတယ်လှုပ်တဲ့သူလည်းပြောတယ်ဆိုတော့ဒါဒီအားလုံးပေါင်းစည်းတဲ့ခါမှာနော်ဟိုမတိလိုက်တဲ့ကြီးညိုခြင်း trust ဆိုတဲ့ယုံကြည်မှုအဲ့ဒီ big ချင်းတွေကလည်းဟိုဆရာတခွန်းပြောရင်လည်းသူကတော့ဘယ်တော့မှအမိန့်အာဏာနဲ့မလုပ်ပြီးမဲ့ဒီသူပြောတဲ့အရာအားလုံးကလည်းဆရာချင်းနှုတ်တစ်ခါပြောဖို့တယ်ဆရာကဘာမဆိုလုပ်ရင်နော်ပေါ်ပါအလွယ်ကူဆုံးဖြစ်တော့လုတ်တတ်တဲ့ပညာဘုရားပေးထားတယ်ဆိုတာရန်ဟုတ်တယ်အချို့တွေအလုပ်တစ်ခုလုပ်ပြီးမဲ့ဖြစ်မြောက်တော့ကြက်တဲအကုန်လုံးကိုကျင်းချုံပြီးတော့လုပ်တဲ့ခါမှာလုပ်တဲ့သူလည်းကျင်းချက်တယ်ဟိုမလုပ်မိတဲ့ခါမှာလည်းဖိစီးမှုတွေများတဲ့မိတ်ဆွေတငယ်ချင်းတွေပြောဖို့တဲ့ခါမှာနော်ဟိုမှာသူတို့ရွတ်လိတာတွေဖြစ်တယ်ဒါပေမဲ့ဘာမှမဆိုအတင်းတော်လိုချစ်ထိန်ချုပ်တာခေါင်းဆောင်တွေထိန်ချုပ်တဲ့ခါမှာ you can လုပ်ချင်တဲ့ local machine or see အထက်အလေးလေးတင်ပြပြီးမှခွင့်ပြုချက်တွေစားတယ်အဲ့လိုကျင်းချက်တဲ့နယ်ပယ်ထဲမှာရှိတဲ့ခါမှာခေါင်းဆောင်ပြောဖြစ်တော့ကြောက်ပြီးမဲ့တကယ်နှလုံးသားတဲ့ respect ဆိုတဲ့လွှမ်းမိုးမရှိနိုင်ဘူးပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့တော့ parking နှလုံးသားပြီးတဲ့ခါမှာဘုရားရဲ့ big ချင်းပြီးတဲ့ခါမှာဥဆောင်ခြင်းမှာလည်းဟိုဆရာတော်နှုံးညံ့ပြီးမဲ့ဒါပေမဲ့လမ်းညွှန်ချက်မှာအရန်ကိုရှင်းလင်းတယ်ပြတ်သားတယ်ပေါ့နော်ဆိုတော့အဲ့ဒီချက်လေးထပ်ပြချင်တယ် thank you ပါ အာမင်အာမင် ကျေးဇူးတင်ပါတယ် ကျွန်တော်လည်းနည်းနည်းထပ်ဖြည့်လိုက်မယ် Okay ညံပညာဆိုတာကလေကြွားလိုက်ရုံပဲ Okay နံပါတ်1ကဆရာရဲ့တောင်းလဲခြင်းနဲ့ယူပါယုံနဲ့ဘုရားခေါ်ခြင်းတရားကအရန်ကိုတိကျတယ်သိချတယ်စစ်မှန်တဲ့ပြောင်းလဲခြင်းနဲ့ဘုရားခေါ်ခြင်းတို့ပေါ်မှာရှိတယ်အဲ့ဒီအရာကကျွန်တော်တို့ကိုယ်တွေနေဟိုပြောင်းလဲတာမပြောင်းလဲဘူးတချို့ခေါင်းဆောင်ရှိတယ်မသိချဘူးတကယ်သွားတာမသွားဘူးဆိုတဲ့ဖွဲ့တွေအများကြီးရှိတယ်ဆက်ပြောင်းလဲခြင်းလုံးဝသူ့ရဲ့ဘုံဘတ်သူအဲ့ဒီတိတ်ခံချက်တွေကတော်တော်လေးကျွန်တော်တို့ကိုယ်တွေနေလွမ်းမိုးတယ်လုံးဝချီစုံပြစ်စကလုံးတွေအဲ့ဒါအားလုံးထားခဲ့ပြီးတော့ပြန်မို့တာဆောင်မယ်ဘုရားရဲ့ calling တို့ပေါ်ဘုရားပေးတဲ့ယူပါယုံကျွန်တော်တို့ကိုအရန်လွမ်းမိုးတယ်တစ်စက်တည်းမှာဘုရားရဲ့ပိတ်သိချင်းဒါတော့ဆရာပြောတယ်ဆိုတော့ကျွန်တော်အခြေတဝင်းမပြောတော့ဘူးပြီးဒုတိယချက်အနေနဲ့ဆက် message တွေကအရန်လွမ်းမိုးတယ်မြန်မာပြည်မှာတို့ပြင်ချင်းမောင်းကိုယ်ပင်ချင်းကိုစောက် message ပေးတဲ့ဆရာဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဆရာဝန်ကားတဲ့ယုံကြည်ခြင်းတွေစုတောင်းခြင်းတွေအစာရှောင်ခြင်းတွေတကယ်မေတ္တာတွေဆက် message တွေကကျွန်တော်တို့ကိုအရန်လွမ်းမိုးခဲ့တယ်အဲ့ဒီ message နဲ့ကျွန်တော်တို့ကိုဒီနေ့လုံးဝလွတ်မြောက်စေတာဖြစ်တယ်ပြီးနံပါတ်3ချက်ကဆရာရဲ့ leadership style ပေါ့နော်ခုနပြောသလိုဆရာတပည့်အကန့်ဆိုတဲ့အရာနဲ့မဟုတ်ဘဲနဲ့လွတ်လပ်စွာတွေနဲ့ယုံကြည်တဲ့အတိုင်းဆရာကတွားခွင့်ပြုထားတယ်အမားတွေခွင့်ပြုပေးထားတယ်နော်ကျွန်တော်တို့လူငယ်ဘဝတုန်းကဆိုရင်ကိုကရန်တက်ကြောလို့ဆရာတော်မှာအားမရတဲ့အခြေအနေတွေရှိခဲ့ပို့တယ်ကိုကရန်တက်ကြောလို့ထင်တယ်ကျွန်တော်ကိုပြန်စဉ်းစားတော့အော်တော်တော်လေးတော့နော်ဆရာအနေနဲ့ဟိုဒီတယောက်ဟိုဒီနေ့လက်ရှိပါစေအောင်ဆိုတော့ကျန်းစာထဲမှာပါတဲ့အတိုင်းပဲအဲ့ထဲမှာဒီနေ့လေးတယောက်စောင့်ကြည့်လိုက်အောင်ဒီနေ့လက်ရှိပါစေအောင်အဲ့ထဲမှာကျွန်တော်ပါသွားမယ်သူရဲ့ leadership က grace ဖြစ်တော့ကြောင်းဂျေဇုတော်အောက်မှာဖြစ်တော့ကြောင်းလူတွေကပြောတယ်ပြီးလို့ရှိရင်အတိအပွင့်နေအများကြီးမြင်တွေ့ရတယ်နောက်နေ့ဆရာရဲ့ leadership အောက်မှာ influence ခုနပြောသလိုဆရာကတချို့ကသူတွေပြောတယ် leaders are born or made
ခေါင်းဆောင်ဆိုတာကမွေးဖွားပြီးတော့ဖြစ်လာသလားဒါမှမဟုတ်ရှင်ခေါင်းဆောင်ဆိုတာကျွန်တော်တို့ကတင်ယူရသလားဆိုတော့ဒီ debate လည်းရှိကြတယ်ဘယ်ဒီနေ့အများကြီးထဲကပေါ့နော်ဆရာကြတဲ့နေ့ခုနဆရာပြောတော့ဖတ်ခင်နေရမှာမြန်မာပြည်ရဲ့တကယ် general ဒီနေ့ gas general ထဲမှာဘုရားခင်ရွေးကောက်ထားတဲ့သူဖြစ်တော့ကြောင်းသူ့ရဲ့အောက်မှာကျွန်တော်တို့နေရတဲ့အရာကဘုရားရဲ့ကျေးဇူးတော်ဖြစ်ပါတယ်အာမင်ဘယ်ထပ်ကြည့်မယ်ဆိုများရှိတယ်ကျေးဇူးများတင်ပါတယ်